ကျွန်တော်တို့ကျမ်းစာထဲမှာဖျားသခင်ကအခြားသောဘာသာစကားကိုဘာကြောင့်အသုံးပြုစေတာလဲဘာကြောင့်အသုံးပြုစေတာလဲဆိုရင်တော့လိုအပ်လို့ဖြစ်ပါတယ်ဆိုတော့တမန်တော်အခန်းကြီး1ကိုကြည့်တဲ့အခါမှာတမန်တော်အခန်းကြီး1မှာအသုံးပြုတဲ့အခြားသောဘာသာစကားဟာယနေ့ခေတ်မှာကျွန်တော်ပြောနေတဲ့အာလာပါလာရှာလာပါလာဆိုပြီးတော့မှတီထွန်ပြီးတော့မှပြောနေတဲ့ဘာညာကွိကွပြောနေတဲ့စကားလိုမျိုးမဟုတ်ဘူးအခြားသောဘာသာစကားဆိုတာကဖယားကလိုအပ်လို့လူတွေနားလည်နိုင်ဖို့ရန်အတွက်အသုံးပြုခဲ့တာကိုကျွန်တော်တို့တမန်တော်အခန်းကြီး1မှာတွေ့ရတယ်တမန်တော်အခန်းကြီး1မှာရှင်ပေတရုတို့ဟောတဲ့တရားကိုနိုင်ငံပေါင်း16နိုင်ငံကလာတဲ့ပရိသတ်တွေကအကုန်သူတို့ရဲ့ဒေသအသီးသီးရဲ့ဘာသာစကားနဲ့အကုန်နားလည်ကြပါတယ်ဆိုတော့သူတို့ခေတ်မှာဘာသာပြန်ပေးနိုင်တဲ့သူတွေမရှိသေးတဲ့အတွက်ကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကိုယ်တိုင်ကသူတို့ကိုဘာသာပြန်ပေးခဲ့တာဖြစ်တယ်ဆိုတော့ယနေ့ခေတ်မှာကျတော့ဖခင်ကလိုအပ်လာရင်အလုပ်လုပ်အောင်မှာပါအများအဖြစ်တော့မလိုတော့ဘူးဘာဖြစ်လို့လဲဆိုရင်ဘာသာစကားတွေကိုဘာသာပြန်တဲ့သူတွေအသီးသီးနိုင်ငံအသီးသီးမှာကျွန်တော်တို့ရှိနေကြပြီမို့လို့ဖြစ်ပါတယ်အထူးတလဲကျွန်တော်တို့ဘာသာပြန်စရာမလိုတော့ပါဘူးတကယ်လို့လိုအပ်ခဲ့ရင်ဖခင်ကအခြားသောဘာသာစကားကိုအသုံးပြုနိုင်ပါတယ်အခြားသောဘာသာစကားဒီမဟုတ်ပါဘူးဖခင်ကလိုအပ်ရင်တိရစ္ဆာန်ကိုတော့မှစကားပြောခိုင်းပါတယ်ဆိုတော့တိရစ္ဆာန်ကိုတော့မှစကားပြောခိုင်းတဲ့ဖခင်ကလိုအပ်ရင်တော့အခြားသောဘာသာစကားကိုလည်းထပ်ပြီးမှအသုံးပြုနိုင်ပါတယ်ဒါပေမဲ့ယနေ့ခေတ်မှာကကျွန်တော်တို့နိုင်ငံအသီးသီးမှာကသူတို့ရဲ့ဘာသာအသီးသီးကိုဘာသာပြန်ပေးနိုင်တဲ့ translator တွေကအများကြီးရှိတဲ့အတွက်ကြောင့်ဒါဒီလည်းပဲဖခင်ကပြင်ဆင်ပေးထားတဲ့အရာတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့လောလောဆယ်မှာတော့ကျွန်တော်တို့ဒီအခြားသောဘာသာစကားဆိုတဲ့အရာကမလိုအပ်ပါဘူးဒါပေမဲ့ကျွန်တော်ပြောနေတဲ့စကားတွေကိုနားမလည်တဲ့အတိုင်းဝိုင်းထဲရောက်သွားရင်တော့ဖခင်ကအလိုတော်ရှိရင်တော့ဖခင်ကအခြားသောဘာသာစကားကိုလည်းအသုံးပြုနိုင်ပါတယ်ဆိုတော့အခြားသောဘာသာစကားဆိုတာကကျွန်တော်တို့ရဲ့တည်ထွင်မှုနဲ့ပြောရမှာမဟုတ်ပါဘူးတရှင်သောဝိညာဉ်တော်ဖခင်ရဲ့ဖွင့်ပြမှုနဲ့ပဲသွားရမှာဖြစ်ပါတယ်တင်ကိုယ်တိုင်တည်ထွင်လာပြီးတော့မှပြောလာတယ်ဆိုရင်အဲ့ဒါကတရှင်သောဝိညာဉ်တော်အလုပ်လုပ်နေတာမဟုတ်ဘဲနဲ့တင်ကိုယ်တိုင်ရဲ့တည်ထွင်မှုတာလည်းဖြစ်တဲ့အတွက်ကြောင့်တင်ကိုယ်တိုင်လှုပ်ဆောင်နေသောအရာပဲဖြစ်ပါတယ်ဆိုတော့လိုအပ်လာရင်ဖခင်ကလူတွေနားလည်နိုင်တဲ့စကားလုံးတွေနဲ့တင့်ကိုလည်းပဲဖခင်ကအသုံးပြုနိုင်ပါတယ်ဖခင်မလိုအပ်ဘူးဆိုရင်တော့တင်ကိုယ်တိုင်ဟာအေးအေးဆေးနေလိုက်ပါအခြားသောဘာသာစကားဆိုတာကတင့်အလုံးမဟုတ်ပါဘူးဖခင်ရဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ဖခင်ကလိုအပ်ရင်ဖခင်ကိုယ်နဲ့အလုပ်လုပ်လိမ့်မယ်ဖခင်ကမလုပ်သေးဘူးဆိုရင်တင်ကိုယ်တိုင်လည်းဘာမှမလုပ်ပါနဲ့ကိုယ့်အကိုအေးဆေးနေလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတော့ဒါလေးနဲ့ကျွန်တော်ဒီနေ့မှာအခြားသောဘာသာစကားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နည်းနည်းလေးပေါ့နော်ပြောချင်တာဖြစ်တယ်အရောက်စတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ